ဒါကတော့သင်္ဘောတွေနဲ့အလွန်ကြီးမားတဲ့ပင်လယ်ကူးသင်္ဘောကြီးတွေကနေအညစ်အကြေးတွေကိုစွန့်ပစ်တဲ့ပုံစံပဲဖြစ်ပါတယ်။လူအများစုကတော့ဒီအညစ်အကြေးတွေကိုလေရင်ပြက်တွေလိုမျိုးစိတ်ခန်းတွေမှာပဲစွန့်ပစ်တယ်လို့ထင်ကြပါတယ်။ဒါပေမဲ့လက်တွေမှာတော့ဒီအညစ်အကြေးအားလုံးကိုအထူးစနစ်တွေကတဆင့်ပင်လယ်ထဲကိုတိုက်ရိုက်လောင်ချပြတာပါ။ဒီလိုသင်္ဘောကြီးတစ်စီးပေါ်မှာလူပေါင်း900ခန့်ရှိနိုင်တယ်ဆိုတာကိုစဉ်းစားကြည့်ပါ။တပတ်တာခရီးစဉ်အတွင်းမှာသူတို့ဟာအညစ်အကြေးတန်ချိန်100ကျော်အထိထွက်ရှိစေပါတယ်။ဒီလောက်များပြတဲ့အညစ်အကြေးတွေကိုကုန်းပေါ်မှာစွန့်ပစ်ထို့ဆိုတာအလွန်ပဲကုန်ကျစရိတ်များပြီးခက်ခဲပါတယ်။ဒါကြောင့်ကုမ္ပဏီတွေအတွက်အရာအားလုံးကိုပင်လယ်ထဲတိုက်ရိုက်စွန့်ပစ်တာကပိုပြီးလွယ်ကူသလိုစရိတ်လည်းပိုတတ်တာပါတယ်။အထူးသဖြင့်စိုးရိမ်စရာကောင်းတာကတော့ဒီအညစ်အကြေးတွေနဲ့အတူပလတ်စတစ်အမြောင်းငန်းဟာလည်းရေထဲကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်။ငါးအားလုံးနှိပါးကဒီပလတ်စတစ်တွေကိုစားသုံးကြပြီးအဲ့ဒီငါးတွေကပဲနောက်ဆုံးမှာမင်းရဲ့စားပွဲပေါ်ကဟင်းပွဲတွေကိုကျင်းရောက်လာတာပါ။တကယ်လို့ဒီလိုလုပ်ရက်မျိုးတွေသာဆက်ရှိနေအောင်မယ်ဆိုရင်ပင်လယ်နေတတဝါမျိုးစိတ်အားလုံးမျိုးသွန်းသွားတာကိုငါတို့တွေမြင်တွေ့ရပါလိမ့်မယ်။အဓိကပင်လယ်ကူးသင်္ဘောလိုင်းကြီးတွေဟာဒီအချက်လက်တွေကိုနှစ်ပေါင်းများစွာဖုံးကွယ်ထားကြပြီးပင်လယ်ကြီးကအမိုက်ပုံကြီးဖက်သွားချိန်မှာသူတို့ကတော့ဒေါ်လာဘီလီယံပေါင်းများစွာကိုဆက်လက်ရှာဖွေနေကြပါတယ်။အဆိုးဆုံးအပိုင်းကတော့နိုင်ငံတကာရေကြောင်းဥပဒေမှာရှိတဲ့အားနည်းချက်အချို့ကြောင့်ဒီလုပ်ရက်တွေဟာလုံးဝဥပဒေနဲ့ညီညွတ်နေတာပဲဖြစ်ပါတယ်